Wow ဒီဘလော်လေးမှာတော့ကိုရီးယားနိုင်ငံစုမြို့မှာရှိတဲ့စစ်သမိုင်းပြတိုက်ကိုတွားပြီးလေ့လာမှာဖြစ်ပါတယ်စစ်သမိုင်းပြတိုက်ဟာသူတို့နိုင်ငံရဲ့စစ်ပွဲတွေမှာအသုံးပြုခဲ့တဲ့လက်နက်တွေကိုပြသထားခြင်းဖြစ်ပါတယ်စဝေးနဲ့ဆိုရင်စံကကြီးဘူတာထွက်ပေါက်စနစ်မှာဆင်းပါပဲတက်တက်လျှောက်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့စစ်သမိုင်းပြတိုက်ရဲ့ဘေးပေါက်ကိုတန်းရောက်သွားမှာဖြစ်ပါတယ်ဘေးပေါက်ကနေဝင်ကျွန်တော်တို့ရပါပြီဒါဆိုရင်ဒါဘေးပေါက်ကိုရောက်နေတာပါကျွန်တော်တို့ဒါဘေးပေါက်ကနေဝင်တဲ့လမ်းလေးပါပဲခင်ဗျာဒါဘေးပေါက်ကနေဝင်နေပါပြီဒါကတော့ပြတိုက်ရဲ့ရှေ့အပေါက်မကြီးပဲဖြစ်ပါတယ်ရှေ့အပေါက်မကြီးရဲ့view မြင်ကွင်းပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နောက်မှာမြင်တွေ့နေရတဲ့အလံတွေကတော့သူတို့တောင်မြောက်စစ်ပွဲမှာသူတို့နိုင်ငံကိုရီးယားနိုင်ငံဘက်ကနေဝိုင်းကူတိုက်ပေးတဲ့မဟာမိတ်နိုင်ငံတွေရဲ့အလံပဲဖြစ်ပါတယ်Let's go တွားကြစို့ဆိုင်လေးကတော့သတ်သတ်နာနာရှိတဲ့ဒါကျွန်တော်တို့အမှန်တရားရဲ့အတွင်းမှာထွက်မှာအပေါက်ဒီဘက်ရှမ်းမှာရှိတယ်ကော်ဖီတိုင်လေးမှာဒီတိုင်းမင်းသားလေးဝင်သက်ပြီးဘောပြီးဝင်ဒီမှာလည်းနားလို့ရတယ်ဒီမှာဆိုရင်ကော်ဖီလေးနဲ့ဒီပြီးလေးတစ်ခုနဲ့မုံကတော့ပိုက်ပြည့်တယ်ဒီမှာတော့မော်ရီခဏဒီဆိုင်မှာဝင်ပြီးတော့နားမယ်